တရုတ်စကားပြောတဲ့အခါစကားလုံးတွေအများကြီးမသိသေးပေမဲ့ဒီတစ်လုံးနဲ့နေရာစုံမှာအသုံးတည့်မဲ့စကားလုံးကိုသိပါသလားအဲ့ဒီစကားလုံးလေးကတော့မေးရှစ်လို့အတန်ထွက်ပါတယ်အဓိပ္ပာယ်ကတော့ကိစ္စမရှိပါဘူးဘာမှမဖြစ်ပါဘူးဘယ်နေရာတွေမှာသုံးမလဲโอเคကျွန်တော်တို့စက်ကြည့်အောင်เนาะအခြေအနေ1တောင်းပန်တာကိုလက်ခံတဲ့အခါတကယ်လို့ခြားတစ်ယောက်ကကိုယ့်ကိုတောင်းပန်ပါတယ်လို့ပြောရင်မေးရှစ်လို့ပြန်ပြောလိုက်ပါရပါတယ်ကိစ္စမရှိပါဘူးဟုတ်ပြီကျွန်တော်တို့နောက်တစ်ခုကကိုယ့်ရဲ့ကျန်းမာရေးသို့မဟုတ်အခြေအနေမေးတဲ့အခါပေါ့မင်းအဆင်ပြေလားဘယ်လိုနေလဲမေးရင်ကျွန်တော်တို့က我没事ကျွန်တော်ဘာမှမဖြစ်ပါဘူးအဆင်ပြေပါတယ်လို့ပြောပါနောက်တစ်ခုကညင်းပယ်တဲ့အခါသူများကကိုယ့်ကိုအကူအညီပေးမယ်လို့ပြောရင်ကိုကညင်တာနဲ့ညင်းမယ်ရင်ကျေးနဲ့ညင်းမယ်ဆိုရင်没事谢谢ဒီစကားလုံးလေးကိုမှတ်ထားပြီးတော့အပြင်မှာသုံးကြည့်ကြပါဦးနောက်ထပ်စကားလုံးအသစ်တွေသိချင်ရင်တော့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်